မျိုးသမီးကသူမကိုထိထားတဲ့စာမေးပွဲအဖြေတွေကိုခိုးကူးလို့ရမှန်းမိန်းကလေးကသိနေပါတယ်ဒါပေမဲ့သူမကအဖြေတွေကိုအမားတွေဖြစ်ပြောင်းလဲထားပြီးသားမို့အဲ့ဒီအမျိုးသမီးထိုက်တဲ့ပြစ်ဒဏ်ရတော့မယ့်အခြေအနေကိုခွင့်ပြုထားလိုက်ပါတယ်တကယ်တော့အရင်ဘဝတုန်းကမိန်းကလေးပါပဲလှုပ်ဒီမျိုးသမီးကအမြဲတမ်းသူမထက်ခြေတလန်းတာနေခဲ့တာပါစာမေးပွဲအမှတ်တွေကလည်းအမြဲတမ်းတစ်ထက်တည်းတူနေတတ်ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီအမျိုးသမီးကပဲသူမကိုစာကိုချပါတယ်ဆိုပြီးပြန်တိုင်ခဲ့တာပါမိန်းကလေးတညလုံးမအိပ်ပဲစူးစမ်းထားတဲ့ project မူကြမ်းကိုလည်းအဲ့ဒီအမျိုးသမီးကပဲအကုန်ခိုးယူသွားခဲ့ပါတယ်နောက်ဆုံးသူမရဲ့ရည်စားကိုတော့ဘလို့မှမသိပဲအဲ့ဒီအမျိုးသမီးကလူယူသွားခဲ့ပါသေးတယ်အဲ့ဒီအမျိုးသမီးဟာသူမနဲ့ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုရှိနေတဲ့၍သူမရဲ့စိတ်ထဲကအတွေးတွေကိုအကုန်ကြားနိုင်နေတယ်ဆိုတာကိုနောက်ကျမှသိလိုက်ရပေမဲ့အရာအလုံးကနောက်ကျသွားခဲ့ပါပြီမိန်းကလေးဟာတကြောင်လုံးရဲ့အထင်မှားဆွဆွဲခြင်းကိုခံရပြီးနောက်ဆုံးမှာတော့အဆောက်အဦခေါင်မိုးပေါ်ကနေခုန်ချခဲ့ရပါတယ်မိန်းကလေးမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါမှာတော့စာမေးပွဲဖြေရမယ့်နေ့ကိုပြန်လည်မွေးဖွား reborn လာတာကိုတွေ့လိုက်ရတယ်ဆရာမကဒီစာမေးပွဲဟာအရန်ရေးကြီးကြောင်းပထမရတဲ့သူဟာထိတ်တန့်တက္ကသိုလ်ကိုတက်ခွင့်ရမယ့်အပြင်တထေးကြီးတဦးနဲ့ပါညစာတူစားခွင့်ရမယ်လို့ကြေညာလိုက်ပါတယ်ဒါကိုကြားချင်းပဲအဲ့ဒီအမျိုးသမီးကအရန်စိတ်လှုပ်ရှားသွားတာပေါ့သူမကမိန်းကလေးကိုလာထိလိုက်တဲ့အချိန်မှာပဲမိန်းကလေးဟာသူမရဲ့စိတ်ထဲကအတွေးတွေကိုပြင်ဆင်နိုင်တဲ့စွမ်းအားအသေးရနေပြီဆိုတာကိုသိလိုက်ရပါတယ်ဒါကြောင့်မိန်းကလေးကစိတ်ထဲကအဖြေတွေကိုအမှားတွေဖြစ်ပြောင်းလိုက်ပါတယ်အဖြေမှန်အားလုံးကဘာလို့တွေ့ကြီးဖြစ်နေတာလဲဆိုတာကိုအဲ့ဒီအမျိုးသမီးဇဝေဇဝါဖြစ်သွားပေမဲ့မိန်းကလေးလိုစာတော်တဲ့သူကတော့မှားမှာမဟုတ်ဘူးလို့ယုံကြည်ပြီးအဖြေလွှာကိုစောစောအပ်လိုက်ပါတယ်ဒီနေ့စာမေးပွဲကအရန်လွယ်တာပဲလို့တောင်ကြွားလိုက်သေးတာပေါ့စာမေးပွဲပြီးတဲ့နောက်မှာတော့မိန်းကလေးစီကိုသူမရေးစားစီကမက်ဆေ့ခဝင်လာပါတယ်ထိတ်တန့်တက္ကသိုလ်တက်ခွင့်ရတဲ့အတွက်ဂုဏ်ပြုကြောင်းနဲ့အဲ့ဒီညစာစားပွဲဟာသူမအတွက်တီးတန့်ပြင်ဆင်ထားတာဖြစ်ပြီးအဲ့ဒီပွဲမှာပဲသူတို့နှစ်ယောက်ရဲ့ပတ်သက်မှုကိုလူသိရှင်ကကြေညာတော့မှဖြစ်ကြောင်းပြောလာပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကမိန်းကလေးကိုတစ်ခါပြန်ထိလိုက်ပြန်ပါတယ်ရီးစားကဘလို့ပုံစံလဲဆိုတာကိုသိချင်နေတဲ့အမျိုးသမီးစီကိုမိန်းကလေးကသူမရဲ့စိတ်ထဲကနေရီးစားဖြစ်သူကိုအကျွေးတွေပြီးနေတဲ့လူဝါကြီးဖြစ်ပြောင်းလဲပြီးတွေးပြလိုက်ပါတယ်ဒါကိုကြားလိုက်ရတဲ့အမျိုးသမီးကတော့ယွန်ရှာဆက်ဆုပ်သွားတာပေါ့အဲ့ဒီနောက်မိန်းကလေးဟာသူမရဲ့ဆရာကခေါ်တာကြောင့်ရုံးခန်းကိုသွားခဲ့ပါတယ်ဆရာဖြစ်သူကသူမရဲ့ project အဆိုပြုလွှာကိုအရန်ကောင်းတယ်လို့ချီးကျူးပြီးပြိုင်ပွဲဝင်မဲ့စည်ရင်းကိုပေးလိုက်ပါတယ်ဒါကိုနောက်ကနေချောင်းကြည့်နေတဲ့အမျိုးသမီးကအကုန်ကြားသွားပြီးမိန်းကလေးပိုင်ဆိုင်သမျှကိုလူယူဖို့ထပ်ပြီးကြံစီပြန်ပါတယ်အမျိုးသမီးကမိန်းကလေးကိုထပ်ပြီးထိလိုက်တဲ့အချိန်မှာမိန်းကလေးကသူမကိုအံ့ဩစရာတစ်ခုပေးဖို့အတွက်စိတ်ထဲကအတွေးတွေကိုပြင်ပြီးလှုပ်ပေးလိုက်ပါတယ်မကြခင်မှာပဲပြိုင်ပွဲနေ့ကိုရောက်လာခဲ့ပါတယ်အမျိုးသမီးကမိန်းကလေးရဲ့စိတ်ကူးတွေကိုထပ်ပြီးခိုးယူလိုက်ပြီးစင်ပေါ်တက်ကသူမရဲ့အစီအစဉ်အဖြစ်တင်ပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒါကိုနားထောင်ပြီးတဲ့နောက်မှာတော့ professor ကဒေါသတကြီးဖြစ်သွားပါတော့တယ်ဘာလို့လဲဆိုတော့အဲ့ဒီအစီအစဉ်တွေဟာလွန်ခဲ့တဲ့နှစ်က professor ကိုယ်တိုင်ရေးသားခဲ့တာတွေဖြစ်နေလို့ပါအမျိုးသမီးဟာသူများအလုပ်ကိုခိုးယူသူ plagiarist ဖြစ်သွားပါတော့တယ်ရလက်တွေထွက်လာတဲ့အခါမှာတော့သူမပထမရမယ်လို့ယုံကြည်နေတဲ့အမျိုးသမီးဟာနောက်ဆုံးအဆင့်ကိုရောက်သွားပါတော့တယ်